ဒီနေ့ကတော်တော်အေးပါတယ်အပြင်မှာနေတာနေပြီမဲ့0 degree ဆိုတော့တော်တော်ကြီးကိုအေးပါတယ်လူရင်းကြီး3-4ထောက်ဝစ်ပြီးတော့အပြင်ထွက်ရတဲ့အနေထားတစ်ခုရှိပါတယ်ဟိုတော်တော်ကြီးကိုအရင်အေးပါတယ်နားတွေပါမအုပ်ထားရနားတွေပါကြိုက်လာပါတယ်အိုးရက်ဆက်တယ်ဗျာအေးချက်ကအဲ့ဒါ0ပါပဲခင်ဗျာခံစားနိုင်ပါဘူးအေးချက်ကတော့ပြင်မှာနေတာတဲ့ဆိုပြီးတော့ပူရတော့မထင်လိုက်ပါနဲ့တော်တော်အေးပါတယ်အေးချက်ကနားတော့ကြိုက်ပါတယ်0 degree ဆိုတော့တော်တော်ကြီးကိုအေးတဲ့နေရာဖြစ်တယ်ခံစားနိုင်ပါဘူးဒီတိုင်းကကောင်းစွတ်တွေမပါဘဲနဲ့လမ်းလျှောက်သွားမယ်ဆိုရင်နားကြိုက်ပြီးတော့ကြည့်သွားနိုင်ပါတယ်အိုးတော်တော်အေးပါတယ်ဗျာအေးချက်ကတော့ပြုံးမပြတတ်အောင်ပါပဲအရင်အေးပါတယ်ခင်ဗျာနေတာပူပေမဲ့လည်းတော်တော်ကြီးကိုအေးပါတယ်